color entry ပြီးပြီဆိုရင် bond entry ပြနော် bond entry ကကြတော့ကျွန်တော်တို့ဒီဆော့လာ color entry ကိုမှ base လို့ပြီးတော့ bond entry ကလုပ်လို့ရပါနော် base dot entry လို့ဆို bond entry ကိုပြောလိုက်မယ်ဒီမှာကျွန်တော် G1 ကိုကြီးပြန်လာတယ်ပြောမယ်ဆိုရင်စပေးတဲ့ G1 နဲ့ဘာမှမဆိုင်ဘူးကျွန်တော်ကိုယ်တိုင်စင်ပြင်အောင်လို့ကျွန်တော်အကုန်တောင်းပြအောင်ဆက်လာပြီးတော့ G1 ပြင်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒါဆိုရင် bond management system bond entry ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာတက်သုံးဖို့ရှိတယ် bond အသစ်ထည့်မှာလား bond ကို edit bond လုပ်မှာလားရှိလား bond edit လုပ်မှာလားဘုန်းလေးရှိလဲဆို view လုပ်မလားအဲ့ဒါကိုမှ export လုပ်မလား export CSV နဲ့လုပ်မလား export Excel နဲ့လုပ်မလားအဲ့လိုပါထည့်ရပါနော်export လုပ်တာတော့ကျွန်တော်အကုန်ထည့်ပေးကြတယ်နော်အကုန်လုံးမှာလိုက်ပြီး export လုပ်လို့ရပါဘူးနော်အဲ့တော့ကျွန်တော်တို့ကအခုလောက်ဆိုကျွန်တော်တို့မှာ bond ဒီ goal တစ်ခုကကျွန်တော်ထည့်ပေးရတယ် T-grass skygram ပြီးရင် leaf blue student gram ကျွန်တော်ပြောတာတော့ဒီ၄ခုပဲပေါ့နော် skygram leaf gram student gram coffee brown အဲ့ကျွန်တော် bond လေးတစ်ခုထည့်ပေးမယ်နော်ကဲ bond လေးတစ်ခုကကျွန်တော်ဆိုရပါစို့ကိုအောင်ရှောက်ထည့်လိုက်မယ် YAN G orange ကို orange ကိုဝယ်ဆိုရပါလို့အရင်ရှိလို့လေကဲ orange ကိုဒီငါတို့မှရှိပြီးသား color တွေကကဲ orange ဆိုတော့ကြောင့်မလို့ orange ပါမယ် percent နဲ့ orange ဆိုတော့ကြောင့်လို့80ဆိုရပါလို့80% ပါပါတယ်သူမှာနော်ပြီးရင် red dot ကကြတော့ရှောက်ထည့်လိုက်မယ်နော်အလီကကြတော့20% ရှိရပါတယ်နော်နောက်တစ်ခုကကြတော့ yellow ကကြတော့ကျန်တဲ့10% ရှိရပါတယ်အဲ့တော့ total 100% ဖြစ်သွားတယ်နော်100% ဖြစ်သွားပြီဆိုတော့လည်းကျွန်တော်လည်းဒါ clear form လေးလည်းတော့ clear ဖြစ်သွားပါနော်အဲ့တော့ကျွန်တော်တို့က submit bond ကိုထည့်လိုက်ဒါဆိုရင် bond လေးတဲ့ orange ကိုက submit ဖြစ်သွားပါပြီ ID နံပါတ်000ဆက်လက်နော်အဲ့တော့ကျွန်တော်တို့ကအမှန်မှကျွန်တော်တို့က edit လုပ်ချင်တယ်ဆိုရင်ဆောလာ ID နံပါတ် B007 ကိုထည့်လိုက်မယ် search နဲ့လာ orange ကိုဒီတန်းထွက်လာမယ်ဒီလေးဒါဘလောက် total ဘလောက်ပါဆိုပြီးတော့နော်ကဲဟုတ်ပြီအဲ့ဒါကိုမှကျွန်တော်တို့ view bond ကိုကြည့်ရလား view bond ကနေမှလည်းတစ်ခါနဲ့ဒီလို edit bond သွားကြည့်လို့ရတယ်ဒါဆိုရင် go ကိုသွားပါလားဒါဆိုရင် coffee brown ကိုသွားပါလားဒါဆိုရင် sky gray ကိုသွားပါလားအဲ့ကျွန်တော်ကဒီလိုလုပ်ပြီးပြီဆိုရင်ကျွန်တော်ဒီကောင်ကိုကဲဒီကျွန်တော်လုပ်ပြီးပါနော်ဒီလိုလုပ်ပြီးဆိုရင်ကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ refresh လိုက်လိုက်တယ်ဆိုတာကဲဆိုကြပါလို့ဒါလေး COFFE coffee ဆိုကြပါလို့ဒါဆို coffee brown ခေါ်လာမယ်နောက်တစ်ခုဆိုကြပါလို့ GRA က green နဲ့ပတ်သက်တာပါရှိလဲဒါဆို sky gray student gray ခေါ်လာဒါ search bar ရလို့လုပ်ပုံပေါ့နော်အဲ့တော့ကျွန်တော် refresh လိုက်လိုက်အကုန်ပြန်ပေါ်ပါနော်အဲ့တော့မှကျွန်တော်တို့ export CSV နဲ့ export Excel ရလိုက်မယ် export CSV မှာဆိုရင် color entry မဟုတ်ဘူးဘုံလောက်ထဲမှာကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ်ရှုပ်လို့ကျွန်တော်ရဆန်းလိုက်မှာဒါလည်းဖြတ်လိုက်မယ်ဒါလည်းဖြတ်ပါနော်ဒီဟုတ်ပြီဒါဆိုရင်ဒါလေး V1 ဘုံလို့ကြည့်လောက်ဘုံလောက် CSV file မှာနော်နောက်တစ်ခုကကြတော့ဒါဒီဘုံလောက် CSV file လေးပေါ်ပြတော့ပါပြီအဲ့လဲနေလို့ဆိုရင်ရောဒီကောင်လေးဖြတ်လိုက်တယ်ဒီခါကျတော့V1 အဲ့လိုကြည့်ဘုံလောက်ဒီခါကျတော့ Excel file လေးလားနော်ဘုံလောက် Excel file လေးကခုထောက်ပါပြီအဲ့တော့ကျွန်တော်အဲ့လေးကိုကြည့်ရအောင်အဲ့လေးတွေလုံးလုံးအဲ့လိုကြည့်ရလဲဘုံလောက်ဒါလေးပထမတစ်ခုဘုံလောက်ဒါလေး coffee tea grass အဲ့ဒါ coffee grass ဒါလေးဒီမှာပါလားဟုတ်ပြီဒီကောင်လေးလဲထိုးလေးတူတာပါနော်အလုပ်လုပ်တယ်ပါနော်တော့စေနောက်တစ်ခုပါဒီကောင်လည်းခက်လိုက်ထိုးပါရေးဆိုဟုတ်ပြီဒါဆိုရင်ဒါဒီဘုံလောက်တော့ပါနော်ဒါဆိုရင်ကျွန်တော်ဘုံလောက်လည်းလုံးဝဒီဇိုင်းမှပြန်ချင်ပေးထားတယ်ဘာလို့ဒီဇိုင်းမှပြန်ချင်ပေးထားလဲဆိုတော့တခြားတော့မဟုတ်ဘူးဟွာဖြစ်လို့အရင်ဒီဇိုင်းကတော်တော်လေးမလှဘူးပေါ့နော်မလှဘူးဖြစ်နေတော့ကျွန်တော်လည်းစိတ်တိုင်းမကြရနဲ့ပဲကျွန်တော်လည်းဒါကိုဒီဇိုင်းမှပြန်ချင်လိုက်နော်